Yes. Okay, Wabi. It's that. ဒါတော့ YouTube မှာလေဟိုဗီဒီယိုအတူတူရှင်းပြတဲ့ကောင်ရဲ့အတန်ပြည့်ဟိုလားအခုကမင်းဘက်က streaming လုပ်လိုက်တာလားအေးဟွာနေ Telegram ဟုတ်တယ် Telegram နဲ့ stream လိုက်တာအခုဒီငါတို့စီမှာမပါဘူးဟာအဲ့ပြောကျွန်တော်ကဒီဟိုဟာအုံနာမလို့လေဟိုဟာဖြစ်တာလို့ထင်တယ်အုံနာမလို့လေအုံနာမို့လို့ထင်တယ်ဟုတ်လားโอเคဆိုတော့ငါတို့ဘယ်ကနေစပြီးတော့ပြောမလဲဆိုတော့ငါတို့ဒီကြိုးနဲ့ကြောင်ဖြစ်လာတဲ့နေရာနေစပြီးတော့ငါတို့ပြောကြမှာပေါ့နော်ဆိုတော့အဲ့တုန်းကမင်းငါ့ကိုလာပြောတာကကျွန်တော်တီးလုံးတီးရင် GAG1 UNG ဆိုပြီးတော့တီးမယ်ဆိုပြီးလာပြောတာတင်တယ်အဲ့နေ့ကငါအိမ်မှာလားမသိဘူးဟုတ်တယ်ဟိုလှိုင်ရအိမ်မှာလေကျွန်တော်တီးလုံး9ရက်ကျွန်တော်တီးလုံးစတွေ့ရင်လည်းကျွန်တော်လည်းကြောင်စွဲနာမည်တီးပါတယ်အဲ့ဒါဟုတ်တယ်ဟုတ်လေဆိုတီးလုံးတွေဟိုပြန်လာတော့အဲ့လိုကြောင်ဖြစ်နေတာဗျတီးလုံးတွေကအဲ့လိုမျိုးဟိုလိုမျိုးကြီးဘယ်လိုပြောရမလဲကိုကနဲ့ကိုခံလာပြီးတော့ကြောင်တီးလုံးကြီးတွေဆိုပြီးတော့အုံနောက်ထဲမှာမြင်သွားတာဟာဒီတီးလုံးကကြောင်တီးလုံးကြီးနဲ့တူတယ်ကွာဆိုပြီးတော့အဲ့နဲ့တီးလုံးကိုလည်းကြောင်ဆိုပြီးတော့လှုပ်လိုက်မယ်ဆိုပြီးတော့ဖြစ်သွားတာအဲ့ကနေစဟောအဲ့ကနေငါလည်းဒီ MD မလားရှူရှောင်ပြောလိုက်တာကွာဒီမင်းကကြောင်ဆိုငါကြိုးဆိုပြီးအဲ့ကနေကြိုးကြောင်ကောင်ဖြစ်သွားတာနော်ဒီကတီးလုံးကြောင်ပေါ့တီးလုံးတွေတီးရင်လည်းကြောင်တီးလုံးတွေဖြစ်နေတယ်ဆိုပြီးစိတ်ထဲမှာခံစားရတာနဲ့အဲ့တော့တီးလုံးတွေကလည်းတကယ်ကြောင်နေပဲလေကိုမန်းဆိုကိုတိမှထဲတယ်အဲ့တော့ဆဆချင်းတီးနေတဲ့အချိန်ပဲရှိသေးတယ်ဟိုဖလူဒီလူစကင်တဲ့အချိန်2020နဲ့3လား3လားနှစ်ထင်တယ်နှစ်ဟုတ်ပါနှစ်မဟုတ်နှစ်ကနယူးရန်ကုန်မှာပဲရှိသေးတယ်မင်းကဟုတ်တယ်နယူးရန်ကုန်ကနေ comment ပြောင်းသွားတော့မှဟုတ်ပါဖုန်းစင်လမ်းမှာရောက်သွားတော့မှစပြီးတော့မြေသေးချစပြီးတော့တီးရအဲ့အချိန်မှာဟုတ်တယ်တကယ်လို့သာဟုတ်ဒီကောင်ဟိုပါစတီးပါပြီငါတို့တွေနယူးရန်ကုန်မှာလည်းဒီကောင်စတီးနေရတယ်ငါနဲ့တော့မှပြီးရဲ့ဒါပေမဲ့အဲ့နယူးရန်ကုန်မှာတကယ်လို့အဲ့ကြိုးကြောင်ဖြစ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့နယူးရန်ကုန်မှာရှိတဲ့ဆက်တက်နဲ့ကျွန်တော်တချင်းလုံးကြိုးကြောင်ဆိုပြီးတော့အဲ့မှာကလေးကဖြစ်သွားရင်တော့အေဗန်ကတော့ဒီထက်အများကြီးစောပြီးတော့ထွက်လာလိမ့်မယ်ဟောအဲ့ဒါလာလေးစလေအဲ့ဒါ Red Room Store အကြောင်းတစ်ချက်ပြောကြည့်လိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီအဖွင့်တချင်းလည်းဖြစ်တယ်အဲ့လိုဒါပေမဲ့အဖွင့်တချင်းဆိုပေမဲ့အဲ့တချင်းကိုလောက်တာနောက်ဆုံးမှလောက်တာထင်တယ်ဟုတ်တယ်နောက်ဆုံးမှတည်ဟုတ်တယ် Red Room Store ကနောက်ဆုံးမှတည်ဟုတ်တယ်နောက်ဆုံးမှဖြစ်လာတယ်နောက်ဆုံးမှလောက်တာဒါပေမဲ့အေဗန်ထဲမှာအဖွင့်တချင်းဖြစ်သွားတာအကောင်ကမင်းစတီးတော့ဘယ်လိုမျိုးမှုမျိုးနဲ့စပြီးတော့တီးလိုက်တယ်ဒီတိုင်းပဲအဲ့လို sample လေးတွေ့လို့ဆိုပြီးတော့ပဲယူလိုက်တာလားဟုတ်တယ်အဲ့ဒါ sample ကအဲ့လိုပဲ GOD ရဲ့ဟွာတွေက file တွေကကျွန်တော်အဲ့ sample တစ်ခုကိုရသွားတာရပြီးတော့အဲ့နေ့ကတချင်းတီးမယ်ဆိုပြီးတော့မီးပြတ်သွားတာတွေပါအဲ့လိုမျိုးတွေဖြစ်နေတဲ့အချိန်မှာလူကမူးမလာတော့ပြီးတော့ညဘက်ကြီးထပြီးတော့မီးလာတော့ထတီးလိုက်တဲ့အချိန်မှာအဲ့ကောင်ထွက်လာအဲ့Robon Store ဖြစ်လာတာ Robon Store က sample တော့လုံးဝမမှတ်မိတော့ဘာလို့လဲဆိုတော့အဲ့ file နဲ့က sample ဟိုလိုမျိုးကိုယ်တိုင်သွားချပြီးလုပ်လာတဲ့ sample မဟုတ် sample ရှိပြီအဲ့ sample ကိုဟိုနဲ့ပဲ fluty slicer အဲ့ဟာနဲ့လာဒါမှမဟုတ်ဘယ်ဟာနဲ့လည်းမသိဘူးဖြတ်လိုက်တာပဲဖြတ်ပြီးတော့ drum လိုက်တာအဲ့မှာတော်တော်သဘောကျသွားပြီးတော့ချက်ချင်းပဲgroup လေးကိုပို့လိုက်တာပို့ပြီးတော့မှတစ်ချက်လုပ်ပေးပါအောင်ပေါ့နော်ကြည့်ပေးပါအောင်ဘာညာလဲဆိုပြီးတော့ပြောမိသွားတယ်ပြောပြီးတော့မိုက်တယ်ပါညာချမယ်လေဘယ်လိုလုပ်မလဲဆိုပြီးတော့အမှဖြစ်လာအဲ့ဒါတော့တဲ့ရိုးရှင်းပါပဲတီလုံးနဲ့ပတ်သက်ပြီးတော့ဘာမှထူးခြားမရှိဘူးအဓိကတော့တေချာတာကတော့အဲ့လိုတီလုံးမျိုးကအရင်ကတီးဘူးတဲ့ပုံစံတော့မဟုတ်တာတေချာတယ်အဲ့ဒါလုံးဝပုံစံပေကြောင့် drum ကိုလိုက်မိသွားတာဟုတ်တယ်ဟိုအဓိကတော့အဲ့တချင်းကိုငါနားထောင်ပြီးတော့ကြားလိုက်ရတဲ့အချိန်မှာအဲ့ sample ကြီးကဆောင်းရမ်းမိုက်နေရပါငါရဲ့နားထဲမှာအဲ့ trumpet တန်ကြီးကလုံးဝအထားကြီးသွားကြနေပါသေးလုံးဝအဲ့လိုold school လည်းမဟုတ်ဘဲနဲ့အဲ့လိုဖြစ်နေတဲ့ပုံစံမျိုးကြီးသွားပြီးတော့တွေးလိုက်ရအဲ့လိုနားထဲမှာကြားရတော့မင်းပေးထားရလဲအဲ့တုန်းကပါ rap don't stop လို့လားမသိပေးထားတယ်အဲ့တုန်းကသချင်းနာမည်ဟုတ်တယ်အဲ့နဲ့ငါက rap don't stop ဆိုတာထက်အဲ့လိုမျိုးသိရမလားအဲ့လိုမျိုးငါတို့ကောင်တွေကဘယ်တော့မှရက်မှာမဟုတ်ဘူးဆိုတဲ့ဟာမျိုး rap က don't stop နေရမဟုတ်ပဲねငါတို့က rap ရွတ်တာကိုမရက်တာကွာဆိုတော့အဲ့တော့ကြတော့ငါတို့က rap won't stop ဆိုပြီးတော့ငါပေးမယ်ဆိုပြီးတော့ငါအဲ့နာမည်ကိုပေးလိုက်တာဗောနော်ရသွားတော့အဲ့နဲ့
အဲ့နာမည်စရပြီးတော့drum မျိုးနားထောင်ကြည့်တဲ့ခါမှာတော့ငါတိတ်ကြိုက်တဲ့ drum မျိုးတော့မဟုတ်နေဘူးဆိုတော့808ကလည်းနဲတယ်ကွာအဲ့တော့ကျွန်တော်ငါအဲ့မှာမင်းကို808လေးကိုဒလူထင်းလိုက်ပါလားဆိုပြီးတော့ငါအဲ့မှာမျိုးစပြီး suggestion စပြီးတော့ပေးတာပေါ့နော်ပြီးတော့ကြောင့်မင်းကငါလိုချင်တဲ့အတိုင်းမင်းအဲ့လို808 drum ကိုအဲ့လိုမျိုး3ချက်ဆင်လာပြီးအဲ့လိုထည့်ပြီးလိုက်တော့လုံးဝ sound bounce ပြီးတော့အဲ့နီးမှာပဲငါချက်ချင်းရေးလိုက်တာတချင်းအဲ့မှာပဲတစ်ခါတထိုင်နေပြီးသွားငါထင်မမရဟိုပဲကြာမယ်နဲ့တူတယ်45မိနစ်တနာရီပတ်ချတယ်မသိအဲ့လောက်ပဲကြာတော့တော်တော်ကြီးကိုမြန်တာဟောဒီလားလုံးဝရှယ်ကိုဟိုးအရင်ပို့ပေးတာအဲ့ကျွန်တော်နောက်မှရေးတာကိုပြအရင်ပို့လိုက်တာဗျာပို့လိုက်တာအဲ့ first one အနေနဲ့ပို့လိုက်တာဟုတ်တယ်မလားဒါပေမဲ့ second one ရောက်သွားတာဟုတ်တယ် first one အနေနဲ့ပုံစံမျိုးနဲ့ပို့လိုက်တာ first one အနေနဲ့ပုံစံမျိုးပို့လိုက်တာဒါပေမဲ့အဝင်အထွက်အမှစစ်ကြည့်တော့ကျွန်တော်ဘာနေတယ်ကိုပြဘာများတယ်ဗျာများတော့ကျွန်တော်ရှေ့မှာနေလိုက်မယ်ဆိုပြီးဖြစ်သွားကျွန်တော်နောက်ကြရေးတာနောက်ပိုင်းမှာရေးတာတခြားချင်းတွေအကုန်ပြီးသွားပြီနော်ပြီးသွားပြီဆိုတာမသွင်းရသေးဘူးဒါပေမဲ့ဘာလို့လုံးမယ်ပါညာအကုန်ပြီးသွားပြီဒါပေမဲ့ Robon Store ကလုံးဝနောက်ဆုံးပိတ်လို့ဖြစ်သွားတာဟုတ်တယ် so amazing ဘိုင်းတစ်ချက်ပြောလို့ရပါမှာ amazing ဘိုင်းအဲ့လိုမျိုးဒီ Robon Store နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးmixing ဘိုင်းပေါ့အဲ့ဒါလေးကိုမင်းဘယ်လိုမျိုးမှုမျိုးနဲ့လုပ်ခဲ့တယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်Robon Store က mixing ရစားမဟုတ်ဘူးအောင်ရဲ့ frame ရစားတာအခုပဲကအများကြီးထည့်ပြီးတော့ဒီကောင်ကအဲ့ဟို traditional အတိုင်းမဟုတ်ဘဲနဲ့ဒီကောင်က sound design နဲ့ပြန်လုပ်တာဆိုတော့ PC ကအဲ့လိုမျိုးဟိုပြန်တာအဲ့မဟုတ်လား sound design ပုံစံမျိုးကွာတော့ flip လက်တွေပါအဲ့လိုမျိုးအဲ့လိုမျိုးကွာအဲ့လိုလှုပ်တဲ့အတန်ပါတယ်ကွာအရင်လိုဒီစီဘူးဆိုရင်ဘူးအလုံးနဲ့မဟုတ်ဘူးပါဒီလားအဲ့လိုမျိုး sound design တွေပါဒီက sound design ပေါ့Robon Store ကတော့ဘယ်လိုပြောမလဲmusic မှာဒါတော့သဘောကျတဲ့နေမှာပါတယ် champion ကဒုတိယမြောက်ထင်တယ်ပထမဆုံးကအဲ့ဟိုတချင်းမပါတဲ့တချင်းကပထမဆုံးအဲ့ဒါလုံးဝဟုတ်ပထမဆုံးတွင်းတာမဟုတ်အဲ့ဟာပြီးတော့ငါတို့အဲ့ champion ကကြတော့ဒီ Robon Store တွင်းတဲ့နေမှာပဲတစ်ခါလေးတွင်းလိုက်တာရေးတာကကြတော့ငါတို့ဟိုရဲ့အရှိမတည်လိုက်တာ Robon Store ရဲ့အရှိမတည်ပြောမှ तू ကလည်းအဲ့လိုနောက်ဆုံးသချင်းရဲ့အရှိမတည်ပြီးတော့ဒုတိယပုတ်ဖြစ်သွားတာပေါ့ပြောမှဆို Robon Store နဲ့ तू เนี่ยအဲ့လိုနောက်ဆုံးမှတည်ရဲ့နှစ်ခုကွာအဲ့ဒါရှေ့စင်းနောက်စင်းဖြစ်သွားတာအဲ့လိုမျိုးဖြစ်သွားတာ Champion ကကြတော့အဲ့ဘာမှစတည်ရလဲဆိုဟိုဟာလီအဲ့ဒါလမ်းမှာပဲတင်လမ်းမှာမဟုတ်ရင်ကားပေါ်မှာလားကိုစားဝဲအိမ်မှာအဲ့လိုID လုံးမျိုးပြဟုတ်တယ်အဲ့လို freeze time ရွေးချယ်ပါညာဟုတ်တယ်ဝင်းနေလားမသိဘူးဝင်းနေကိုစားဝဲမွေးနေတော့ဟုတ်တယ်ဝင်းနေမှာအဲ့ဒါလောကမှတ်မိရမွေးနေမှာ2024ဇူလိုင်လကြီးလားမသိဘူးအဲ့တုန်းကအဲ့လိုစပြီးတော့တည်လိုက်တာကွာဟုတ်တယ်2024အဲ့မှာငါတို့ free time တွေရွေးချယ်ပြီးကြာပြီးတော့လေးပါညာငါတို့တွေအဲ့မှာဟို champion ဖြစ်တဲ့အကြောင်းပေါ့နော်အမဟိုအစားတော့တည်ထားတာ4ယောက်တည်တာလीငါရမင်းရယ်ဟုတ်တယ်ကိုရယ်ပြီးတော့ဇာကွက်လစ်စင်ရယ်ပေါ့နော်4ယောက်တည်ထားတာနီးအဲ့တော့ကြူးညောင်ရယ်လို့လုပ်မယ်ဆိုပြီးတော့မရှိသေးဘူးเนาะငါတို့4ယောက်ရွေးရပုံနဲ့ဒီ champion ကိုလုပ်ကြမယ်ဆိုပြီးလုပ်ကြတာအဲ့ကြောင့်အဲ့ချင်းတွေကကြာပြီပြောချင်တာအဲ့ချင်းတွေကဒီတော်တော်ကြာပြီဟိုကြာပြီဆိုတာကလည်းဒါ2024ဇူလိုင်ဆိုတာကလည်းပြောမယ်ဆိုတော့အစပိုင်းပေါ့နော်ကျွန်တော်တို့ဒီကြိုးကြောင်ရဲလို့မဟုတ်ဘဲနဲ့အစပိုင်းဖြစ်တဲ့ကာလတွေဆိုတော့အဲ့တချင်းတွေကအဲ့မိုးတွေလည်းရွာပြီးတော့ကျွန်တော်တို့အောက်ကနေမုတ်တွေစားပြီးတော့တက်လာပြီးတော့အဲ့တချင်းမီးလဲလာသွားတာမီးလာပြီးတော့ပြတယ်ရှိတယ်ဆိုပြီးတော့ပြလိုက်တာပြဟွာနဲ့စီနဲ့ဟုတ်တယ်ဦးချမ်း PC နဲ့ပြလိုက်တာကျွန်တော်တို့တချင်းလေးတစ်ပုတ်ပြခြင်းလို့ဘာညာဆိုပြီးတော့ပြလိုက်တာဟုတ်ပြီအဲ့မှာ free sign တွေဝင်ရွတ်တာအဲ့မှာ session လေးတစ်ခုတော့ဖြစ်သွားသေးတယ်နော်ဟုတ်တယ်အဲ့တော့အဲ့မှာ free sign တွေရွတ်ကြတာဘာညာမင်းရဲ့2ယောက်လေးဘာတူပါဘာတူပါဘာဖော်ကြပြီးတော့champion ပေါ့နော် President ကြီးနဲ့ဝင်ပြီးတော့အဲ့ဟာကိုလည်း mixing mastering ချိန်မှုဟိုဘယ်လိုမျိုး idea ရသွားလဲငယ်ငယ်အဲ့ဟာမှာပြီးတော့ဆောင်ရွက် feedback တယ် mixing ချိန်တဲ့ချိန်မှာပြီးမရှိတော့ဘယ်လိုဖြစ်တာ
ကြီးတဲ့အချိန်မှာတော့ဆောင်ရွက်ပြီးလာပြီးတော့နေထိုင်ချိန်တဲ့အချိန်မှာအဲ့လိုတော့စိတ်တိုင်းမကြောက်ဘူးပါဘူးလားဒါပေမဲ့လည်းအဆင်ပြေအောင်လို့ပဲလုပ်လိုက်ရတဲ့ပုံစံမျိုးဖြစ်သွား ဟောအေးဟုတ်တယ်နော်အဲ့ဟာမင်းကို producer အနေနဲ့ပါလာတာနော်အဲ့ champion ဟာအဲ့ Preston မင်းတီးကြတာဟုတ်တယ် Preston ထည့် အောင်ကိုရဲ့ frame လေးပဲလေအောင်ကို frame လေးပဲ ဟုတ်တယ် ဘုံမှန်တာပဲရှိတာလားဒီလား ဟုတ်တယ် Brass ကအမှန်တကယ်အဲ့ဟိုဟာဗာလဲ lean back တို့ဘာလို့မှဝင်နေအဝင်သိရမလားအဲ့လိုမျိုးလိုချင်တာဟုတ်တယ်မလားအဲ့လောက်မကအဲ့လိုမျိုးဟိုအလုံးမစိတ်ပဲနဲ့ဟိုဒီတိုင်းအရှိကြီးနဲ့အရှိဟုတ်တယ်အရှိကြီးနဲ့အဲ့လိုမျိုးဒီလိုချင်တာတော့ရှိတယ်ကွာတချင်းပြီးကလေးကတော့ဟိုအမြင်ကတော့ရှိတယ်ကွာ imagine ရှိတယ်ဒါပေမဲ့ amazing ဆွဲတဲ့အချိန်မှာလည်းအချိန်မှာလည်းဒီမှာအင်ပြောင်းတာတွေအလုံးရှုပ်တာနဲ့ဆိုတော့ဒါ focus state မရလိုက်တာအဲ့ဒါပြသချင်းကြားလိုက်ရတော့တော်တော်အံ့ဩရတယ်သွားစသချင်းကနှုတ်ကဟိုနှုတ်ပဲ melody နှုတ်ပဲရှိတာ melody နှုတ်ပဲတန်းဆိုအဲ့နှုတ်ပဲရှိတာအပြီးပြောဒီလိုမျိုးထည့်ကြည့်လိုက်မယ်ဆိုတော့လုံးဝဟို fight ကသိရမှာတကယ်အဲ့လိုပွဲကင်းတဲ့ဝအဲ့လိုဟိုဒီလုံးဝလည်းမို့အဲ့မှာအောင်ကိုဖရင်ကလည်းအဲ့မှာဒီကောက်ကီးကနေနေရဆိုတော့ဒီကောက်ကီးတွေကိုလည်းပြန်ပြပြီးတယ်ကီးတွေပြန်လုပ်ပြီးတော့မှဟွာမဟုတ်ပါဘူးမင်းကတော့တကယ်ကြောင်ပါကွာအောင်ကိုမှမိုက်တဲ့ဘီတွေအများကြီးရှိတယ်ကွာသိလားတော့အဲ့မိုက်တဲ့ဘီတွေမစိုးဘူးငေါ့လည်းမအဲ့ဘူးသိရမှာမစိုးဆိုပဲဆိုတော့လည်းအဲ့ဘူးသိရမဟုတ်တဲ့အဲ့ကြောင်နေနဲ့ပဲဒီမစိုးချင်းတွေစွတ်ရေးနေသိလားမဟုတ်ပါဘူးအဲ့မိုက်တွေအဲ့မလို့ဖိုင်နေပြန်ရှာပြီးရင်အောက်အဲ့လေနင်းအောက်လုံးမယ်တကယ်အဓိကအိမ်မှာရှိတော့ကလည်းအဲ့လို PC နဲ့သုံးနေအခုက laptop နဲ့ပေါ့နော် PC နဲ့သုံးနေတဲ့အချိန်တော့ကလည်းအဲ့ဘီတွေကရှာလို့မလွယ်တာအဲ့လိုမျိုးတီးထားတာနဲတာမှမဟုတ်တာပြန်ရှာလို့ရှိရင်တရောအမှ project က1ကနေစတာ project က80 90ဖြစ်နေပြီ project 1 project 2 project 3 project 4အဲ့လိုမျိုးတချင်းတီးတာဆိုတော့တော်တော်သင်ခန်းစာရပါအဲ့လိုနောက်ပိုင်းနေမတီးဖို့အဲ့လိုမျိုးတီးလို့မရဘူးတဲ့မှာနာမည်လေးတက်မတ်ပေးတိုင်းရှားတဲ့လူကလွယ်ရပါလေမဟုတ်ရပါတယ်ဒီကမင်းကနည်းနည်းအတွေ့အကြုံမရှိတော့မင်းကဟိုအဲ့လိုမျိုးဖြစ်သွားရအတွေ့အကြုံရှိသွားတယ်ဆိုတော့နာမည်မှတ်တာဟို1နဲ့3ပဲပုံနံပါတ်1နဲ့3ပဲကိုရတယ်မင်းရေးတဲ့နေတချင်းရေးပြီးဆိုရင်ငါအဲ့နံပါတ်30မှာကအဲ့နံပါတ်30ကဒီချုပ်ရေးထားတယ်ဟုတ်တယ် mark လေးလောက်ထားလိုက်ရမှာသွားပြီလားအဲ့မှာတိုင်တက်သွားတာအခုဒီကစီကမရှိတာကွာသိလားရေးချင်တို့ရေးဟိုထုတ်ချင်တို့ထုတ်အဲ့လိုမျိုးကြီးဖြစ်ကုန်ထုတ်လိုက်ရင်တော့ပြောမယ်ဆိုထုတ်လိုက်လို့ရှိရင်တော့တစ်ချက်နာမည်ပေးလိုက်တယ်အဲ့ဒါပြဿနာဥပမာဆက်ထဲမှာရှိတာ project နဲ့80ပဲထားဒါပေမဲ့ထုတ်လိုက်လို့ရှိရင်အမှ champion ဆိုထုတ်ချပလိုက်ချန်ပီယံပြီးတော့ဟိုဖြစ်မှာ studio ဖြစ်မှာနော် studio ဟုတ်တယ် studio ဟုတ်တယ် studio တော့မှပထမဆုံးလာပြတာအဲ့ဒါဟိုဟာလေ50 cent BE နဲ့ဆိုပြီးတော့အဲ့ဒါပြတယ်ဟုတ်တယ်အဲ့ဒါဒီလုံးရ TikTok မှာတော့နာမည်ကြီးသွားသေးတယ်အဲ့တချင်းကဂျပန်တချင်းဖြစ်သွားတာလीဂျပန်တချင်းဖြစ်သွားတာဟုတ်တယ်အဲ့ဒါလုံးဝအမှတ်တရအဲ့ဒါလုံးဝအမှန်တကယ်အဲ့ studio ကလည်းသဒချင်းတော့ရေးထားတာအပျော်ပဲရေးထားတာအဗန်နေပါဒီမှာထည့်ဖို့ဆိုအဝေးဒီကိုယ့်အရင်ကို lesson လုပ်ထားတာပေါ့နော် lesson ဒီ rhyme lesson လုပ်ထားတာ lesson လုပ်ထားရင်းနဲ့ကိုပြကိုပြလိုက်တာထင်တယ်နော်ပြလိုက်ပြီးတော့ဟုတ်တယ်အမှဒီတချင်းဖြစ်လာပဲလေခုနပြောသလိုပြန်တီးထားတာပေါ့ပြန်တီးထားပြီးတော့လုံးဝကွဲထွက်သွားတာဘာမှမဆိုင်တော့ဘူးကိုတီးထားတဲ့ဟာလုံးဝကြောင်ဟိုမှာတီးထားတာလုံးဝကန်ဆာဟိုဖဲမရဲမယ်အဲ့လိုပုံစံမျိုးကြီးအခုတီးထားတော့လေကိုကလည်းကိုပြန်တီးလိုက်တော့လေပုံစံကွဲသွားပဲအဓိကတော့ဟိုဘလောက်ပဲမူဝင်နေတယ်ပြောလေဒီဟာကိုပြန်ပြီးတော့တေချာပြန်ပြီးတော့ဒီတချင်းလေးအတွက်တီးလုံးလေးကတော့ဖန်တီးရအောင်မယ်ဆိုတဲ့အချိန်မှာပြန်တီးလိုက်တော့လေ style လေးကတော့နည်းနည်းကွဲထွက်သွားအဲ့ဒါကိုတော့တော်တော်ကျင်းရတယ်တကယ်ကျင်းရတယ်စတူဒီတာဆက်လာခြင်းကကိုကလည်းကို lesson လေးလုပ်မယ်ဆိုပြီးတော့ rhyme lesson လေးလုပ်မယ်ဆိုပြီးတော့ရှောက်ရေးထားတဲ့ဟာလေးကတကယ်ဖြစ်လာတာပေါ့နော်တကယ်အဲ့ဗန်နဲ့ပါ message ရပါကိုဖြစ်လာတာပေါ့အဲ့ဒါတော့အမှတ်တရပဲအဲ့ဒါလုံးဝတချင်းရေးမှပြီးတည်တာအဲ့ပုတ်ကတချင်းကရေးပြီးသွားပြီတချင်းရေးသွားတော့ဘီမရှိလို့ဘီမရှိလို့အဲ့ဒါတော့ပြီးပြန်ဟွာဖြစ်ပြီးတော့တီးထားတာ
အဲ့ဒီတော့ကလည်းငါမမရရအဲ့ချိန်တော့ငါအဲ့ rap တွေကိုဟို storytelling အနေနဲ့အဲ့လိုပြန်ပြီးတော့ချိတ်ဆက်ပြီးတော့ရေးမယ်ဆိုပြီးတော့ပြန်လေ့လာနေတဲ့အချိန်ကွာဆိုတော့အဲ့လိုဟာမျိုးတော်တော်လေ့လာပြန်ပြီးတော့လေ့လာနေငါအဲ့တချင်းရေးတာပြောရမယ်ဆို story တာရေးတာအကြဆုံးပဲတချင်းရေးတယ်မှာအကြဘာလို့လဲဆို story line ကစာသားလည်းမထွက်ဘူးသိရမှာမျက်လုံးထဲမှာကတော့မြင်နေရကွာပုံစံနေဒါပေမဲ့အဲ့ဒါကိုဘယ်လိုမျိုးအဓိပ္ပာယ်ဖွဲ့ပြီးတော့ဘယ်လိုချိတ်ပြီးတော့ရေးရမလဲဆိုတာဘာလို့ရေးချင်တာတွေအရန်များနေကွာပြောရမယ်ဆို short to the point ကမရေးတတ်ဘူးပြင်နေအဲ့ကြောင့်ငါဒုက္ခတွေရောက်တယ်ဘာလို့ဆိုတော့ storytelling ကမရေးတာလဲတော်တော်ကြီးလေးကြာပြီဘွားမှာ storytelling ရေးရတဲ့ချင်းဆိုတာလက်ချိုးရည်လို့ရတယ်ကွာဒီ10နှစ်အတွင်းမှာဆိုတော့မရှိသလောက်ကိုရှားတယ်အဲ့တော့ခံစားချက်ကိုပဲဦးစားပေးပြီးတော့ရေးတာများတယ်ဟိုမှာဆိုဟိုပဲတဲ့တချင်းဆိုလို့ရှင်းတယ်လို့မျိုးပဲတဲ့အနေဖြစ်နေရလက်ရှိဖြစ်နေရခံစားချက်တွေကိုပဲထည့်ပြီးတော့ရေးတာကွာချစ်တချင်းဆိုလဲအဲ့တိုင်းအဲ့လိုမျိုးရေးရများဆိုတော့ storytelling ကိုလုံးဝအဲ့လိုရေးချင်တာဘဝမှာအဲ့လိုမျိုးတင်ဆက်တဲ့လူဖြစ်ချင်တာကွာဘဝကအဲ့လိုမျိုးမင်းသားလည်းမဖြစ်ခဲ့ဘူးကွာအဲ့လိုမျိုးဇာညွှန်းရေးစရာလည်းမဖြစ်ခဲ့ဘူးဆိုတော့တချင်းရေးစရာဘဝမှာဘာညာအဲ့လို story လေးနဲ့ရေးချင်တာဆိုတော့အဲ့ဟာကိုမင်းကအဲ့လိုလာပြတဲ့အချိန်မှာဟာ storytelling တပုတ်တော့ရပြီပေါ့အဲ့နဲ့ရေးမယ်ဆိုပြီးတော့ရေးကြည့်တာပထမဆုံးရေးရ10ပါးပဲထွက်တယ်အဲ့နေ့ကမမရရအဲ့တချင်းရေးဖို့လုပ်နေတဲ့အချိန်မှာအဲ့လို video content တစ်ခုတက်လာ YouTube မှာအဲ့ချင်းမှာဘယ်ကနေစရမှန်းမသိဘူးအမှန်တော့အဲ့ဟေးလာကြဆိုတဲ့ဟာကအဲ့ video content တွေမှာပါတဲ့ဟိုကွာအဲ့ video content ကလည်းဘာလဲဆို story တာကျွေးနေတာသူ့ရဲ့တော့ဟာတာ video အတူလေးကွာသူအဲ့လိုပေါ့အဲ့ရအလှရှင်ကြီးကွာအဲ့လိုမျိုးတစ်ချက်သားလောက်ရှိတယ်အဲ့လိုရွှေဆွဲကြိုးအကြီးကြီးကိုသူဆွဲတာဆွဲပြီးတော့လှမ်းခေါ်တာသိရမလားရက်ွက်တွေကဖျောက်သွားလူဟေးလာကြပါညာဒီမှာလာစားကြမွေးငါကျွေးတာစတူဒီတာပါညာဆိုပြီးတော့အဲ့လိုလှမ်းခေါ်တာအဲ့လိုလှမ်းခေါ်တဲ့အချိန်မှာငါဟေးလာကြဆိုတဲ့ဟာကိုလုံးဝခေါင်းထဲမှာပေါ်လာပြီးတော့ငါဒီကောင်လေးဝင်လိုက်မယ်ကွာဆိုပြီးတော့ငါအဲ့ဒါနဲ့ဝင်လိုက်တာအဲ့ဒါနေအဲ့လိုဖြစ်သွားအမှန်တော့အဲ့ story telling လာရေးချင်တာဘယ်ကနေစရမှာမသိအဲ့ဒါနေစပြီးတော့အဲ့ငါရေးရတဲ့ကတော်ကီတော်တော်များများလဲအဲ့မြန်မာအဲ့ဒီဟာတာ content တွေမှာအဲ့လိုပါမယ်ထင်တယ်သူ့ကိုငါ inspire ယူပြီးရေးလိုက်တာကွာပထမ8ပါနောက်ထပ်8ပါကတော့16ပါပါဆိုနောက်ထပ်8ပါကကြတော့ငါအနေငါအဲ့လိုနောက်မှအဲ့လို storytelling ရေးတာများပြီးတော့အဲ့လိုခေါင်းထဲကနေအဲ့လိုကြည့်ခဲ့ဘူးသမျှဖတ်ခဲ့ဘူးသမျှအဲ့လိုမြန်မာရုပ်ရှင်ဇာတ်လမ်းတွေအဲ့လိုမြန်မာဝတ္ထုတွေကိုအဲ့လိုမြန်မာကာတွန်းတွေပေါ့နော်အဲ့ဒါတွေကိုခေါင်းထဲကနေထွက်လာပြီးတော့နောက်ထပ်8ပါးကကြတော့မှကိုယ့်အကူ creativity လုပ်ပြီးတော့ပြန်ပြီးတော့အဲ့အောင်လုပ်ခဲ့ဘူးသမျှအတွေ့အကြုံတွေကိုပြန်ပေါင်းပြီးတော့ရေးလိုက်ဟိုဖတ်ခဲ့ဘူးသမျှဟာဟိုအဲ့လိုကြည့်ခဲ့ဘူးသမျှအရှိရ8ပါးကတော့အဲ့ YouTube ကတက်လာတဲ့ content ကိုကြည့်ပြီးတော့ inspire ယူပြီးတော့ရေးလိုက်တာဆိုတော့အဲ့လိုမျိုးအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အမှတ်တရတွေတော့ရှိတယ်ဆိုတာအခုမှလည်းရှိတယ်အရင်တော့လည်းရှိတယ်အဲ့ဒါစစချင်းတော့ဘယ်လိုပြောရမလဲကျွန်တော်က first one ဘယ်လိုပြောရမလဲကျွန်တော် first one နေတာလားဟုတ်တယ်နော်ကျွန်တော် first one နေတာလားစစချင်းတော့ဟုတ်တယ်အဲ့ first one နေတာအစားတော့ဒါမဲ့နောက်ပိုင်းလဲကြောက်ပြန်ပြီးတော့လှည့်လိုက်အဲ့ဒါတွေကလှည့်လိုက်တာလေပြောမယ်ဆိုရင်ပို့ပြီးတော့လေဒါတော့ကောင်းအောင်ပြီးပို့ပြီးတော့လေတော်တော်ဖြစ်သွားပါတယ်တော်တော်ကြစ်လေးဖြစ်သွားအဓိကကျွန်တော်ကစားတဲ့လူကျွန်တော်ကဒီစတူဒီယိုသွားစားတာကျွန်တော်စတူဒီယိုသွားစားတယ်တော့ဟုတ်တယ်ကျွေးတဲ့လူကတော့အရင်ပြောရမှာပဲလीနော်အဲ့လိုတော့ကျွေးတဲ့ဒါကိုပြစ်ဘက်ကတော့ဒါကျွေးတဲ့ဆိုင်ပေါ့နော်ဒါအလှလောက်တာအလှကျွေးတာအဲ့လိုကျွေးရတဲ့ရွေးချက်ကလည်း10တန်းဂုံလူ6ပါတာပါလို့အဲ့လိုမျိုးဟာတည်းရီရတယ်ဗျအဲ့ဒါကိုတော့သဘောကျတယ်အဲ့ဒါကိုသာဝင်မပြောရင်ကောင်းပဲအဲ့ဒါ6ပါတာဂုံလူရပြောပါမေးမိုက်ပါတယ်မေးအဲ့အကြောင်းအရာကြီးစောင်းရစဟိုဟာလေမတ်ဗီဗာဟင်းရဲ့တချင်းတော့ရှိရလေဗီဗာဟင်းတချင်းနေကြေးရွာအတွင်းနိုင်ပါညာတိုကျိုဒရစ်ကိုပြန်လောက်ထားတဲ့ဟာလေအဲ့ဆိုအဲ့တချင်းလေအဲ့လို inspire အများကြီးဖြစ်တယ်ဟောဒီလားဆူရီတာကျွေးဆိုအဲ့မှာကိုဖိုးပြီးစသချင်းပို့လိုက်တဲ့အချိန်မှာကျွန်တော်လုံးဝကြိုက်သွားဗျအဲ့ဖြတ်ထားတဲ့အဖြတ်တောက်တွေဒီ flow တွေဒါမြင်တယ်ဗျဘာလို့မြင်လဲဆိုတော့ဟိုကျွေးနေတဲ့လူတယောက်ပဲရှူတော့တော်တော်မြင်ရတယ်အဲ့ဒါကြောင့်တော်သဘောကျသွားအစားကိုကနေကိုတယောက်တည်းရကြတော့သိပြီးတော့ဟောလာစားတယ်ကောင်ဟောလာစားတယ်ကောင်ဟုတ်တယ်ဟောလာစားတယ်အဲ့ဒါဟာအဲ့ဒါကြီးလည်းစားတယ်သိတယ်မလားအောင်ကိုရကအရင်ပြီးတာဟုတ်တယ်ဒုတိယတော့အဲ့ဒါမိုက်တယ်မဟုတ်အဲ့ဒါမိုက်တယ်အဲ့ကောစတာမိုက်တယ်ဘာလို့ဆိုတော့ကျွေးတာဟိုဘယ်လိုမှမသိဘူးကွာဟို reality မှာမဲ့ကောင်တွေကအရေးကြီးတာပါဗျာ
ရင်စားမယ်ပြီးကြမှာကျွေးတဲ့လူတွေပြန်ကြပါသေးတယ်ငါတို့ရုပ်ရှင်ကားလိုပဲမြုပ်ကြရပါသေးတယ် ဒါပေမဲ့အခု Evan ထဲမှာပါလာတော့ကျွေးတဲ့လူက first one စားတဲ့လူက second one အဲ့လိုဖြစ်သွားတာအဲ့ဒါကိုပြောချင်တာဒီဆက်လာချင်းလှုပ်ထားတာကြတော့ကျွေးစားတဲ့လူက first one ကျွေးတဲ့လူက second one ဒါပေမဲ့အဲ့လိုလုံရင်းနဲ့တီလှုပ်တချင်းတွေတွင်းပြီးတော့တွင်းကျွေးတဲ့လူက first one ဖြစ်သွားတာကိုဖိုးပြ first one ပေါ့ကိုဖိုးပြ first one လှုပ်ထားတယ်အဲ့ဒါဟိုပို့ပြီးတော့မိုက်သွားရလို့ထင်တာဗျဆက်လာချင်းတော့ကိုယ်ပိုင်ကိုတယောက်တည်းစားနေရဆိုတော့ဘာစားမှန်းလည်းမသိဘူးလေအဲ့လိုကြည်လင်မှုသိမရှိဘူးလို့ထင်တယ်ပြီးတော့မှဟာလို့ဒီဟာလေးကိုပြည့်စီကရတဲ့ဟာတော်တော်မိုက်တာပဲလို့အဲ့ဒါကို first one ထားလိုက်မယ်ဆိုပြီးတော့ကျွန်တော်စိတ်ကူးရသွားတာစိတ်ကူးရပြီးတော့ကိုပြည့်နဲ့တိုင်ပင်တော့အေးရရလေးတဲ့ငါ first one ဆိုလဲ first one ဆိုပြီးတော့तू က first one ဘက်ကိုချိန်သွားပြီးတော့နေမယ်ဆိုပြီးတော့ချလိုက်တာချပြီးတော့ကျွန်တော် second one ပြောချင်တာကျွန်တော် second one နေတာ Evan ထဲမှာအဲ့လိုပဲပါဟုတ်တယ်အဲ့ဒါလည်းပြောလို့ကနမဲကကြိုးကြောင်ကကြောင်ဖြစ်နေကြောင်ဖြစ်နေတာကြောင်ဖြစ်နေကြောကြောင်လို့ကရေးထားပြီးတော့ကြောင်ဖြစ်နေတာကျွန်တော်ကပဲ first one ကြီးပဲကျွန်တော်ပဲဘာလို့လဲဆိုတော့အမြဲတမ်းကျွန်တော်ပြီးသွားပြီတော့ပြပြီးသူလှုပ်ပေးပါအောင်အေးချချုံးအဲ့လိုဆိုတော့ကျွန်တော်ကပဲအမြဲတမ်း first one များတော့ဒီတချင်းမှာတော့တော်တော်ထူးခြားခြားနဲ့ကျွန်တော် second rap ဖြစ်သွားတယ်ပြီးတော့နာမည်ကလည်းကြောကြောင်နဲ့လည်းတော်တော်ကိုက်သွားတယ်ဒါကြောကြောင်ပဲလုံးဝဟိုအဲ့ဒါနဲ့ဟာတာအနေနဲ့ပေါ့နော်ဒါဒီတိုင်းပဲပြောပြတာပေါ့ပြောပြရသွားဒါနားထောင်မိသွားရင်လည်းမကောင်းဆိုတာနာမည် name drop လုပ်ထားတဲ့အဲ့ဒီမင်းသမီးအဆိုတော်မင်းသမီးနာမည်ပေါ့ဗျာအဆိုတော်လည်းလုပ်တယ်မင်းသမီးလည်းလုပ်တယ်ကျွန်တော်အဲ့ studio ထဲမှာ name တစ်ခု drop လုပ်ထားတယ်ဒီမြန်မာ industry တွေကပဲအဲ့သူတကယ်လို့နားထောင်ပြောရရင်လေဒါကျွန်တော်တောင်းပန်ပါတယ်လို့ဘာလို့တောင်းပန်တာလဲဆိုတော့ကျွန်တော်ရေးတော့ तू ကရေးသားလည်းမရှိဘူးယောက်ျားလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုး saturation ကအဲ့လိုမျိုးကိုကလည်းညက်စီကျဲလို့မဟုတ်ပါအဲ့လိုမျိုးသိရပါဒီအမျိုးသမီးတယောက်ရဲ့နာမည်ပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒါဟိုငယ်တည်းက तू တချင်းတွေပါလေဆိုတော့ကျွန်တော်တို့ကနားထောင်ဘူးတယ်ဗျာနားထောင်ဘူးတော့သူ့ရဲ့ဒီလဲကျန်ရေလို့မဟုတ်ဒီဘယ်လိုပြောရမလဲနာမည်ရှိပြီးသားသူတယောက်ပေါ့နော်ကျွန်တော်တို့ထက်လည်းအသက်ကကြီးတယ်ဆိုတော့ဟိုအဲ့နာမည်ကိုတုံးမိသွားတယ်ထည့်ပြီးတော့ဒါ name drop လုံးမိသွားတယ်ပေါ့နော်နားထောင်တဲ့လူတွေဆိုရင်တော့သိလိမ့်မယ်ဒါကျွန်တော်ဘယ်သူနာမည်ကို name drop လုပ်ထားတယ်ဆိုတာအဲ့တချင်းစရေးတော့ကဒါ situation ကမတူပေါ့နော်ဒီ तू ကလည်းအိမ်အောင်မရှိဘူးဆိုတော့ပုံစံပေါ့ဒီကြီးသားတွေပါလေမရှိတဲ့ပုံစံတော့ကျွန်တော်ဒီတိုင်းပဲတုံးလိုက်မိအောင်နော်အခုကျတော့တချင်းကထွက်တော့မဲ့အချိန်ကျတော့ तू ကအိမ်အောင်ကြသွားပြီဆိုတော့ဒါကျွန်တော်အနေနဲ့ကတော့ဒီနာမည်တုံးထားတဲ့ပုံမှာပေါ့နော်တခြားမထီးခိုင်းစေခြင်းတဲ့အတွက်ကျွန်တော်ကတော့ဒါကိုရှင်းပြပါကျွန်တော်ကဒီတိုင်း name drop ကိုကျွန်တော်ရဲ့ idol တယောက်အနေနဲ့ပဲကျွန်တော်တုံးလိုက်တာပါဆိုတဲ့အကြောင်းပြောပြပါအဲ့ဒါကနည်းနည်းဟိုဖြစ်ဘာမှပတ်သက်မှုမရှိဘူးအဓိကအဲ့လိုသပင်ကုတ်ဝဲနဲ့ထားရတဲ့လူရဲ့ပုံမှန်တရားကိုပြောချင်တာပေါ့နော်အဓိကအဲ့ဒါအဲ့ဒီဟာကိုပြောချင်တဲ့အတွက်အဲ့ဒါကိုပဲ name drop လုပ်လိုက်တာဒါပေမဲ့အခုကျတော့အဲ့လိုအိမ်အောင်တွေပါကြာသွားတော့တကယ်လို့နားထောင်မိသွားနားမထောင်ပြရင်တော့ဘာမှမဖြစ်ဘူးဒါကျွန်တော်နားထောင်မယ်လို့လဲဟိုတက်မတဲတော့မပြောဘူးပေါ့နော်နားထောင်မယ်ဆိုတာ chance က10%တော့မရှိဘူးပေါ့ဒါပေမဲ့တကယ်လို့ကြုံလို့တခြားလူတွေကဟဲ့နင်းနာမည်ကဒီတချင်ထဲမှာပါလာတယ်ဆိုပြီးတော့သွားပြလို့ရှင်ဟိုမကောင်းပါဘူးလို့ပေါ့နော်ကျွန်တော်ကဒါကိုကြိုပြီးတော့ပြောပြထားတာပါဒါဘာမှစိတ်ထဲကဟိုလိုမျိုးမရှိဘူးဒီအတင်စားတဲ့အနေနဲ့ဟိုပဲတုံးလိုက်တယ်ဆိုတော့ပြောချင်တာဒါပဲအဲ့တော့ missing လေးတစ်ချက်ပြောပြပါဦး missing ကအမှသူ့တီတာမှာတော်တော်အားရတာဟိုလိုချင်တဲ့တုံးအဲ့လိုမျိုးအဲ့ဒါကြောင့်လည်းဘာလို့ကာလာဘာလို့ဆိုတော့အိမ်ပြောင်းပြီးွားအခုမှစိုးလာတဲ့ပြန်ရောက်လာတော့ဟိုပြန်ကြတာပေါ့အခြေပြန်ကြသွားတော့ဟိုဟာစိတ်ကစိတ်တလူတင်းနေဆိုတော့ဒီစင်အေးစိတ်ပြန်ဆွဲရတော့ဟိုချင်းရတယ်စိတ်တိုင်းဖြစ်သွားတာပေါ့အဲ့လိုဒီကအရှိရဟာရလည်းခုနပြောသလိုအရှုပ်ပေါင်း16000နဲ့ခုနပြောသလိုမစင်မဆွဲတဲ့မစင်မာကြမဆွဲတဲ့ဒီပေါ်မှာဟိုမင်းတို့ဟိုဝကယ်ကိုခရတဲ့ဟာမှာအဲ့နဲ့ pressure တွေပေါ့โอเคကြည့်ရမယ်ဒီလိုတဲ့ဟာမှာလောက်ထားတော့ဒီအားမရဘူးဒီပြုတ်တာဟာကျတော့နောက်ဆုံးပိတ်ဆိုတော့နောက်ဆုံးပိတ်အိမ်နဲ့လွယ်တာပေါ့နောက်ဆုံးအိမ်နဲ့လွယ်တော့
ဟောအဲ့မှာလည်းဟို vocal ချိန်တာကလည်းသဘောကျတည်ရမှာအဲ့လိုမဆိုးလည်းမဆိုးဘူးလို့အရင်လည်းစိုးပြေမနေပဲနဲ့အဲ့လိုအရင်လည်း6ကပ်မနေဘူးအဲ့လို rap ဆန်တယ်ချိန်တာရဲ့ vocal ပြီးတော့အရင်အဲ့လိုရှုပ်ရှက်ခန့်နေတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးဆိုတော့လေအဲ့တော့တော်တော်လေးအဲ့လိုနားထောင်ရတာအဲ့လို bounce ဖြစ်တယ်ပြီးတော့ငါတို့နှစ်ယောက်ရဲ့ဒီ flow တွေကလည်းတယောက်နဲ့တယောက်ကသိရမလားအဲ့လိုမျိုးဟိုကိုထားနေကိုတော့ရှိရလို့ထင်တာပဲပေါ့နော်ဟိုမတူလို့တော့မြင်တာပဲတူလေမတူဆိုတော့အမှမတူတော့လဲငါဟိုရင်တော့ဆိုရင်ကွာတူတယ်ဟိုဟာကျိုးမှာမစင်းနေဆိုရင်ဆွဲပြီးရဆိုရင်တူတော့သိရမလား preset တူတယ်ကွာသိရမှာရှေ့ရကောင်လဲဒီပုံစံပဲတူနေတော့နောက်ကကောင်လဲဒီ preset ပဲပြန်သုံးတယ်ကွာဆိုတော့မင်းတို့ဟာကြတော့မတူတော့ငါ2မျိုးပြန်ဆွဲရတာဟုတ်တယ်မင်းတို့ပတ်ဆွဲပြီးရတယ်ဟိုရင်းအတန်နဲ့လိုက်တဲ့ဟာကိုအဲတုံးလိုက်ပြီးတော့ဖမ်းရတာပေါ့အဲ့လိုမျိုးရရှိတယ်နောက်တစ်ပုတ်ကငါတို့ forever နော်ကျိုးနဲ့ကြောင် forever ငါတို့ recording ငါတို့ studio မှာမသွင်းနဲ့ငါတို့ hotel မှာသွင်းတယ်အဲ့ဒါတော့အမတရားပါရေးပါလားဟုတ်တယ်သုံးအောင်လုံးစုပ်ပြဲပြီးတော့အမသွားတော့ကွာအဲ့ဒီကငါမာသာကြီးစေးုံတာလीရှင်ပါကူမှာငါတို့3ယောက်မောမပြေးလည်းလိုက်ပါသေးတယ်မပြေးလည်းအေးဟောအောင်ငါလည်း hand over တွေပြည့်ပြီးတော့အမကိုက်ကောင်းနေကိုက်အော်တရောက်ချင်းပါရေဝင်ချိုးတယ်တချင်းညမရေဝင်ချိုးတာငါတို့ကမတရား forever ကြတော့ style อ่ะเนาะတော်တော်ထူးဆန်းဒီအဲ့လို old school လို့ဘာလို့ညာဟုတ်တယ်အဲ့လိုမျိုးဖြစ်သွားအဲ့လို band aid အထာမျိုးဖြစ်သွားပေါ့ငါတို့ပြရတာတော့အန်တိတ်အတာမို့လေဘာလို့ဆိုအဲ့ဒီ forever ပဲဖြစ်တာလေ forever မှာတီးတာမစင်လည်းမဆွဲတော့မာစာလည်းမတင်တော့အဲ့ဘီကလည်းအဲ့လိုမျိုးွားပြီလားဆိုတော့ငါ band aid အထာမျိုးပေါက်အောင်လို့အရင်တော့အရင်ခစ်ကပေါ့ကွာတီးတာကတော့ဟိုဒီပိုအဆင်ပြေလို့ရှိရဲ့အနေနဲ့တွင်းရတဲ့ပုံစံမျိုးပေါက်လာပါသေးတယ်ဟုတ်တယ်အဲ့မှုတော့ရပါတယ်တကယ်ပြောဆိုအဲ့ဒါတကယ်ဟိုတကယ် mistake အတားပဲပါသေးတာဟိုကျွန်တော်ကခစ်ကအထာမျိုးသိရမှာကိုစကူဟုတ်တယ်အဲ့ forever တီးလုံးကိုစပြီးတော့ကြားတော့လုံးဝတကယ်အဲ့လိုငါကွာငါညင်းလို့မရတကူရှိရောငါစောင်းဝမ်းကြိုက်တဲ့တီးလုံးဆိုရင်ငါတချင်းနေချက်ချင်းထားရေးပြတာဆိုတော့အဲ့ forever တီးလုံးကိုသိရမလားလို့စောင်းဝမ်းကြိုက်ပါဟုတ်လေဟို loop ကြီးပဲလေဘာ correct မှမအောင်လေအတန်းကြီးပဲအဲ့အတန်းပေါ်မှာပဲ correct ဆိုရဲအဲ့အတန်းပေါ်မှာပဲ rap ဆိုရဲဆိုတော့လုံးဝတကယ်ကိုပိုင်ပါတာပြောလိုက်သေးတယ်လုံးဝဒါလုံးဝ cipher လို့ဘာလို့သိရမလားဘာမှဟို beat switch တွေပါလုံးဝမရှိပဲနဲ့ဟုတ်တယ်ပြီးတော့နောက်ဆုံးမှလည်း correct ကြီးလည်းပြန်မဝင်ဘူးလေ correct ကြီးပြန်မဝင်ဒီတိုင်းလွတ်ထားပေးလိုက်တာအဲ့တိုင်းကြီးပဲအလွတ်ကြီးထားပါတော့မင်းအဲ့ရိုတေချာဟိုမာစာကိုတေချာတင်ရတာရန်ခတ်တယ်အဲ့ဒီထဲကစာသားလေးလေငါရှင်းနေတာအဲ့လိုအဲ့ဟာဆိုလို့ရှိရင်လေဟို chorus byte ဆိုကွာအဲ့လိုမျိုးဘယ်သူမှအာမပေးဘယ်သူမှမရှုံချပန်းနဲ့မြောက်ခင်ချင်းလေးကားဟိုပြုတ်ကြဘယ်သူမှမပေးတဲ့ဆင်းရဲဒုက္ခဘာတပြန်ကြားတပြန်လုံးတွေတပ်ဖို့ထားဆိုတဲ့ဟာမျိုးကွာအဲ့တုန်းကငါရေးလိုက်တဲ့ perspective နဲ့အောင်ကိုရေးရဲ့ perspective ကလည်းမတူဘူးဒီကောင်ကတော့ဘယ်လိုဒီကောင်ကတခါပြောပြဘူးတဲ့ဒီကောင်အဲ့လိုဘယ်လိုရေးလိုက်တယ်ဆိုတဲ့ဟာလေးကွာအမေအဲ့တော့မေမေဘယ်လိုရေးလိုက်တာလဲမေရဲ့ perspective တစ်ချက်ချင်းပြောပြအဲ့ chorus ကိုကြားပြီးတော့အဲ့ chorus ကိုရေးပြီးတော့မင်းစီချက်ချင်းပို့လိုက်တာနော်ဟုတ်တယ်ညပို့လိုက်တော့အဲ့ဒါနော်အဲ့ဟာမှာကျွန်တော်ဘယ်လိုမျိုးဟိုပြောပါလဲဆိုတော့ဗျာအရှုံးမပေးနဲ့ပေါ့ဒီအရှုံးဘယ်ရာမဆိုတော့ဗျာသိရပါလားတစ်ခုတည်းနဲ့တစ်ချိန်နဲ့တော့တစ်ခါတည်းနဲ့တော့မဖြစ်ဘူးပေါ့အဲ့လိုမျိုးရသွားစိတ်ထဲမှာဘယ်သူမှအာမပေးဘယ်သူမှမရှုံချပန်းနဲ့မြောက်ခင်ချင်းလေကားပေါ်ကပြုတ်ကြအဲ့လိုမျိုးစာသားတွေကလုံးဝထိသွားတာဟာမိုက်တယ်ပေါ့ဒီဟာတွေကဟိုလူစူးစမ်းနေတဲ့လူတယောက်အတွက်ဟိုထင်ဟပ်တယ်ပေါ့ချကွာလို့ကိုယ်တိုင်ဖြစ်နေတဲ့ style မျိုးဟိုပဲတချင်းနဲ့ထည့်လိုက်တာအဲ့အကြံပေးတဲ့ပုံစံမျိုးတွေကိုအကြံပေးတဲ့ပုံစံပေါ့နော်တခြားဟာကိုအကြံပေးရတဲ့ဆိုင်ကိုအကြံပေးတဲ့ပုံစံကိုပဲပြန်ပြီးသုံးလိုက်တာအဲ့တော်တော်အမှတ်တရဖြစ်သွားအဲ့တချင်းကတော့တော်တော်လေးအားရပါတယ်အဲ့ဟိုအဲ့ဒါ rap ပြန်မိုက်တယ်တတ်မဲ့ရတော့ဒီကိုမန် co-produce မပါဘူးမပါတဲ့အပုတ်တွေက studio မပါဘူး studio မှာ co-produce မရှိဘူးပြီးတော့ဒီ forever မှာ co-produce မရှိဘူးအဲ့နောက်ပို့ပဲဒီကကျွန်တော်ရဲ့လူကကြောင်ရဲ့တင်းလို့ဖြစ်သွားတာဗျာဒီကပါတကယ်ကြောင်ပြီးပုံမှာရွတ်တာအဲ့တချင်းရဲ့ perspective ကကြတော့ငါကြတော့အောင်ကိုတွေးသလိုရေးလိုက်တာမျိုးမဟုတ်
သိလားငါတို့ဒီ hip hop လောကထဲမှာအဲ့လိုမျိုးတချို့ကောင်လေးဒီရှိမယ်ကွာတည်ရမှာအဲ့လိုမျိုးunderground လူတွေကိုအားမပေးကြဘူးမင်းတို့က mainstream ရလူတွေကိုပဲအားပေးတယ်ဘာညာဆိုပြီးတော့ underground mainstream ခွဲနေတဲ့လူလေးရှိတယ်ကွာတချို့တွေပါပဲအခုကတော့မရှိသလောက်ပါဆိုတော့အဲ့ဟာကိုတုံးကကြတော့ငါရဲ့အမြင်နဲ့ပဲငါရေးလိုက်တာကွာတည်လားငါလည်းတစ်ချိန်တော့ငါခံစားခဲ့ရဘူးလေအဲ့လိုမျိုးသိရမလားငါတို့ underground မို့လို့နှိမ်တာလားမင်းတို့ mainstream ရလူတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ဟာမျိုးကွာအဲ့မျိုးတချင်းကူမှစလုပ်မဲ့လူတိုင်းကခံစားရတယ်ကွာဆိုတော့အဲ့ဒါမျိုးမဟုတ်ဘူးဆိုတဲ့ဟာကိုငါပေးချင်တာကွာတည်လားအလုံးငါကိုယ်တိုင်လည်းအဲ့လိုခံစားမှုတဲ့အတွက်ကြောင့်မလို့ငါကိုယ်တိုင်လည်းအဲ့လိုမျိုးမဖြစ်အောင်ငါကပြန်ပြီးတော့တတိပေးအနေနဲ့ရေးတာဘယ်သူမှအာမပေးဘယ်သူမှမရှုပ်ချဆိုတာမင်းဒီလောကတွေကိုဝင်လာဖို့အတွက်ကိုမင်းကိုဘယ်သူမှလည်းအာမပေးဘူးဒါပေမဲ့မင်းကိုဘယ်သူမှလည်းမရှုပ်ချနေဘူးဒါပေမဲ့မင်းပန်းနိုင်မြောက်ခင်တော့အချိန်ချင်းလေကားပေါ်နေပြုတ်ကြမှာပဲမင်းမအောင်မြင်မချင်းရတော့မင်းပြုတ်ကြနေမှာပဲပြုတ်ကြလိုက်ပြန်ထားလိုက်ဒိုးနေရမှာပဲဆိုတဲ့ဟာမျိုးရေးရပါသေးတယ်ဘယ်သူမှမပေးတဲ့ဆင်းရဲဒုက္ခဆိုတာမင်းဒီအမှုပညာလောကတွေဝင်လာဖို့အတွက်အဲ့လိုမင်းကိုဘယ်သူမှတွန်းအားကြီးပေးပြီးတော့မှကွာဒီလားဝင်ခဲ့ခိုင်းတာမဟုတ်ကွာမင်းသားလုံးရမယ်မင်းသမီးလုံးရမယ်မင်းဆိုတော့လုံးရမယ်မင်း rapper လုံးရမယ်ဆိုပြီးတော့မင်းကိုဘယ်သူမှအတင်းဖိအားပေးပြီးတော့ဒီဒုက္ခကြီးကိုပေးခဲ့တာမဟုတ်ကိုယ့်အကိုရှာကြံပြီးတော့ယူခဲ့တာကွာဒီဟာကြီးကဘယ်သူမှမပေးတဲ့ဆင်းရဲဒုက္ခကိုယ့်အကိုပဲဖန်တီးပြီးတော့ယူခဲ့တာကွာငါလည်းငါဖန်တီးပြီးတော့ငါယူခဲ့ပြီးတော့အဲ့ဒုက္ခတွေကိုငါလည်းခံစားခဲ့ရငါလည်းခုခံစားနေရတော့မယ်ဆိုတဲ့ဟာကိုရေးချင်တာကွာသိရမလားအဲ့ဟာတွေနဲ့အဲ့ဘယ်သူမှမပေးတဲ့ဆင်းရဲဒုက္ခတွေနဲ့ဘားတပြန်ကြားတပြန်လှုပ်ထွေးပြီးတော့တပ်ပုတ်နေရအောင်ပါပဲဒါပေမဲ့ forever don't stop ကွာဘယ်တော့မှမရက်ဘူးကွာငါတို့ရဆက်သွားနေမယ်ဆိုတဲ့ဟာနဲ့ငါအဲ့ perspective နဲ့ရေးလိုက်တာကွာသိလားဆိုတော့အဲ့လိုနည်းနည်းတော့ complicated တော့ဖြစ်တယ်ကွာcomplicated ဆိုတော့ဟိုနည်းနည်းဟိုစကလုံးရွေးချယ်မှုတွေကဟိုဒါကမြင်ပါငါမြင်ရတော့စကလုံးရွေးချယ်မှုကတော့နည်းနည်း metaphor နဲ့လို့ဟိုဖြစ်တယ်ကွာသိရမလားဟိုတုံတန်ဟိုပြောချင်တာခါနားထောင်တာနဲ့နားမနိုင်ဘူးကွာသိလားစကလုံးရွေးချယ်မှုမှာဆို metaphor တွေပါနေတော့ဟိုပြောချင်တာ perspective တွေကအများကြီးစဉ်းစားလို့ရနေတာကွာသိလားအေးပေါ့အဲ့လိုဖြစ်သွားတာပေါ့သိရမလားဒါပေမဲ့အောင်ကိုအဲ့လိုမျိုးလေးစဉ်းစားလိုက်တော့လဲအော်ကောင်းသားပဲပေါ့နော်ဒီကောင်ဘက်ကနေဒီကောင် perspective လေးရလဲအေးအဲ့လိုမျိုးလေးဆိုလဲစဉ်းစားလို့ရတာပဲပေါ့နော်โอเคနော်ငါဆိုငါတို့ party people အကြောင်းပြောကြတာပေါ့ party people မှာကပြည့်ကိုဆောင်းကြိုက်တယ်ပြည့်ကိုဆောင်းကြိုက်တာပြည့်ကဟိုဒီကောင် introduce ဆောင်းရမိုက်တယ်ဘာလို့ထားလာတဲ့တော့နောက်ကျနေတာကွာအဲ့ဒါယူလောက storytelling ကွာဒီလားဟို party ငါတို့ party ဆိုပေမဲ့လည်းငါတို့လူအများကြီးမဟုတ်ဘူးလူတွေနဲ့ကိုပဲဝန်ခံတဲ့ဟာမျိုးပဲအဲ့ဒါမှလောကအဆောင်ပြုတ်ဖို့ကောင်းတယ်ဒီကောင်ရောက်တာလားနောက်ကျနေတယ်အဲ့မှာဒီကောင်ကတော့တိုက်နေပါတယ်လောကအဲ့လိုမြင်နေရတာကွာဒီမှာဟိုကတော့ဗီဒီယိုတစ်ခုကြည့်နေရတယ်လို့ကွာ storytelling ဒီကောင်တယ်လို့ကွာမိုက်တယ်ဖြော်တိုက်မယ်ကွာဒီကောင်ဝယ်လာကွာဒါပေမဲ့နောက်ကျဒီကောင်ဝယ်ပြန်ဟိုပလင်းနေပါလာတဲ့ဒီကောင်ဖြော်တိုက်တယ်အဲ့အထာမျိုးလောက်တာပြန်မိုက်တယ်အဲ့မှာလေနယူးယန်ကို short တာနော်နယူးယန်ကိုပါတီမို့သွားဟုတ်တယ်နယူးယန်ကို shout out လုပ်ထားပါတယ်အဲ့ဒီမှာလေအောင်ကိုကကြတော့စကလုံးရွေးချယ်မှုဘိုင်းနဲ့ကာယံချိတ်ဆက်မှုဘိုင်းမှာကြတော့အောင်ကိုကငါးထပ်အများကြီးပို့ပြီးတော့တက်တယ်ကွာဒီကောင်ကအဲ့လို content creator လို့မပြောရဘူးပေါ့နော်လို့စာရေးတဲ့ကောင်လို့မပြောရဘူးငါကတော့စာရေးသားမဟုတ်တဲ့အတွက်ကြောင့်မလို့နည်းနည်းအဲ့လို smooth တော့မဖြစ်ဘူးပေါ့နော်အဓိကကတော့ဟိုအရင်ဒုက္ခရောက်တယ်ဆိုတာတော့မဟုတ်ဟိုအရင်တော့ငါတချင်းရေးတော့ကကြတော့တော်တော်ကြီးဒုက္ခရောက်ခဲ့အဲ့လို storytelling တစ်ခါရေးမယ်ဆိုရင်အရင်ကောင်းစားဒါပေမဲ့ဒီဟာကြတော့သိမလားကာယံနေပါလေလေအရင်မစင်းစားတော့ဘဲနဲ့အဲ့လိုဟိုခလေးတောင်ဆက်လို့ရတဲ့ကာယံနေကွာငါသုံးနှားကာယံနေဆိုတော့သိရနှလုံးတွဲလေးကွာဒီဘာမှလည်းမဟုတ်ဆိုတော့ဒါပေမဲ့အဓိကတော့ဟို comment ပြောသလိုပဲအကြောင်းအရာလေးကိုပဲလို့ငါလိုစဉ်းစားလိုက်တာသိရမလားပညာရေးပါပြဖို့ဆိုတာတော့လေအကြောင်းအရာကိုပဲစဉ်းစားလိုက်တော့တာအဲ့လိုဘလို့ရေးလိုက်ရင်ကောင်းမလဲဆိုတဲ့ဟာမျိုးပါပြီးတော့အောင်ကိုကစစအောင်ဆုံးအရှိပိုင်းမှာဒီကောင်ကအမှန်ကန်ဖြဲနေကွာဖြဲနေပြီဆိုတာဒီကောင်အဲ့လိုမျိုးဟိုဘောထားတွေနဲ့အေးဒီကောင်ကဘောထားနဲ့ပြဲနေပြီကွာအဲ့လိုဒီကောင်ကဘောထားနဲ့ပြဲနေပြီဘာညာနယူးယန်ကိုမှပြဲနေပြီထားကြနေပြီဘာညာဆိုတော့အဲ့တော့ငါကငါဘလို့ဝင်ရမလဲငါ intro ယူငါဘလို့ဝင်ရမလဲ second rap နေငါအဲ့မှာစဉ်းစားပြီပါဒီအဝင်လှဝလို့ရဆိုတော့အဲ့နဲ့ဘာနဲ့လောက်ရမလဲပေါ့အဲ့နဲ့ဒါလေးသွားပြီးတော့တတိယဟောဒီရမနော်အေးလူစုံတက်စုံအေးလူတွေစုံနေရပြီဆိုတော့ငါဒါနဲ့ပဲဝင်လိုက်မယ်ပေါ့ငါနောက်ကျသွားတယ်ပေါ့လူစုံတက်စုံဖြစ်နေလို့ငါနောက်ကျသွားတယ်ဆိုတဲ့ဟာမျိုးကသိတာအဲ့ဆိုအဲ့ဒါနဲ့ပဲငါဝင်လိုက်တာအဲ့မှာအဲ့ covid flow တွေတော်တော်မိုက်တာအဒီကတဲသွားတဲ့ဒီ delivery တော်တော်မိုက်တယ်ကျွန်တော်ထင်အဲ့လိုဝင်လာတာအစားအဲ့လိုပြန်ထွက်သွားတယ်အဆုံးဗျာလုံးဝ smooth လုံးဝသူညင်းတဲ့ဟာတွေတည်းကကြောင်ရမ်းတဲ့ဟော်ကီကိုလက်ကပြကရှော့ပြီး
ကိုကကျိုးရဲ့ signature 4G တို့ကိုဖြောပြီးဆိုအဲ့လိုမျိုးဟာတွေကတော့တော်တော်ကျွန်တော်သဘောကျတယ်ဟိုအရန် app ဖြစ်နေတာကွာဒီကောင်ဟာ app အရန်ဖြစ်တယ်ဆိုဟိုကြွနေကွာကြွနေစားဝင်ကလေးကဒီကောင်ကလုံးဝဟိုဆောင်းမြူးနေပြီကွာဆောင်းပျော်နေပြီကွာဒီကောင်အပိတ်ဟိုရမငါတို့ပါတီရဲ့ဟို join ပြီဆိုလေဒီကောင်စပျော်နေပြီအဲ့ဒီဟာမျိုးအဲ့မျိုးရပါ yeah အဲ့ဒါလေကြာပြီထင်တော့အဲ့ party people ကလည်းကြာဒါပေမဲ့အဲ့ party people လည်းကြာပြီငါရေးတာမင်းကမကြောက်မင်းကခဏလေးနဲ့ပြီးသွားမင်းပြီးသွားတဲ့အချိန်မှာငါ့ကိုလာပြဟုတ်တယ်အဲ့လိုလာပြတဲ့အချိန်ကျတော့တီးလုံးလည်းပြီးသွားဟုတ်တယ်မင်းကတီးလုံးပြီးပြီးမင်း feed တက်ပြီးတော့ချက်ချင်းရေးလိုက်တာရေးလိုက်ချိန်မှာငါနည်းနည်းကြာနေတာငါကြာနေငါမပြီးငါ၄ပါးပဲ၈ပါးပဲပြီးသေးတာ၈ပါးပြီးတော့မှနောက်မှအဲ့လိုမျိုးပါညာပရိုယူပြီးတဲ့အဲ့ underground mainstream တွေဘာမှမခွဲဆိုရဲနေရကိုငါလုံးဝအဲ့လိုရေးလို့မရအဲ့ချိန်မှာငါဘာမှမထွက်ငါမဲ့ငါအမြန်တော့ရေးချင်တယ်ကွာသိလားအမြန်ရေးချင်တယ်ဆိုတော့ငါအမြန်လည်းမဆိုရလဲကြာပြီမီးရလဲကြာပြီငါထဲတော့ထဲချင်တယ်ဒီတပုတ်မှာပေါ့နော်ဆိုတော့ငါအဲ့လိုလေးလှုပ်ချင်တယ်ဆိုပြီးတော့ငါစဉ်းစားဒါပေမဲ့စာသားမထွက်ဘူးကွာသိလားဘာမှမထွက်အဲ့ချိန်မှာအဲ့နေရမမရအဲ့စာသားထွက်ဖို့ဘယ်ကနေဘလို့စလှုပ်လိုက်ရလဲဆိုတော့ငါကဟိုမြို့ရဲသွားဖို့အဲ့လိုယထာသွားဆောင်အဲ့နေယထာကမလာဘူးဆိုတာကြော်သွားကွာသိလားငါကြော်ရမဟုတ် sorryငါသူရောက်မဲ့အချိန်တန်းငါတနားရီလောက်စောပြီးရောက်သွားယထာပူရာလို့သူကအချိန်နဲ့စီးရတာဆိုတော့ရောက်သွားတော့ဒုက္ခပဲဆိုပြီးငါစဉ်းစားပြီးတော့ယထာလည်းမရှိဘူးပေါ့နော်အိမ်လည်းမပြန်ချင်ဘူးပေါ့အဲ့နဲ့သွားမယ်ဆိုပြီးဘတ်စကားစီးမယ်ဆိုဘတ်စကားကိမှာဘတ်စကားစောင့်နေရင်းနဲ့ဘတ်စကားကရှေ့ကိုစိုက်လာတော့ငါအဲ့တီးလုံးလေးကိုနားထောင်တယ်ငါဘာရေးရမလဲဆိုပြီးတော့ရေးဖို့ဆိုစဉ်းစားနေချိန်မှာ flow တွေငါရှောက်စဉ်းစားတောင်းစင်ရေးမြပေါ့နော်ရှောက်စဉ်းစားဘတ်စကားကရှေ့ကိုစိုက်လာတဲ့အချိန်မှာအဲ့မှာ underground နဲ့ mainstream တွေဘာမှမကွဲဆိုစာသားထွက်သွားအဲ့ထွက်သွားပြီငါအဲ့ဒါယူပြီးတော့ဘတ်စကားဟော့တက်သွားကားကိုရလို့နေရလည်းမရအဲ့ကားပေါ်မှာအဲ့မှာဟိုတန်းကြီးတစ်ပတ်ကြီးကိုခိုးပြီးဖုန်းယူထုတ်ပြီးအဲ့ underground တွေ mainstream တွေဘာမှမကွဲအဲ့လိုမျိုးရေးပါမေးတလန်းလုံးရေးသွားအဲ့မှာပဲပြီးပါ၈ပါးအစ၈ပါးပဲပြီးတယ်အဲ့ကျတော့မှတ်ရပါနော် party people အဲ့ Harlem Shake ဆိုတာလေအဲ့ကြောင်မြောင်းကပေါ်တာတွေငယ်တော့အဲ့မှာ2015 14ထင်တယ်73 14လားအဲ့တုန်းက Harlem Shake ဆိုတာလေခစ်စားရကွာတီလာတော့မင်းတို့မိမှာပါတီတော့တီမှာပါအဲ့ Harlem Shake ကကြတာကွာအဲ့ဟိုတကူလုံးကိုခါရမ်းပြီးတော့အဲ့ဆိုအဲ့ဟာကိုလုံးဝသတိရကွာဒီကောင်ကနေဟာကိုသတိရကွာတီလာအဲ့ဒီမှာအဲ့ပြီးတော့ flow ကလည်းရန်ကို switch ချင်တယ်ကွာအဲ့လိုငါစီမှာအချိန်ကလည်းအချိန်စွာအဲ့လိုဘားတွေကလည်းမကြံတော့ဒါပေမဲ့အဲ့လို flow ကလည်းထပ်ပြီးတော့အသက်ကိုထပ်ပြီးတော့ switch တင်နေရဆိုတော့အဲ့နဲ့အဲ့ Harlem Shake ဆိုတဲ့ဟာကိုထည့်လိုက်တာပေါ့ဆိုတော့အဲ့ဟာလေးအဲ့အမြန်ဆိုပြီးတော့ Harlem Shake ဆိုပြီးတော့ပြောင်းသွားတဲ့နေရာလေးကိုတော့ငါလည်းတော်တော်သဘောကျတယ်ကွာဒီလားလုံးဝအဲ့လို smooth ဖြစ်တယ်လို့လည်းခံစားရ yeah ကျွန်တော်ကအဲ့ဒီဟာမှာအမှတ်တရဖြစ်တာအဲ့ဂျပန်စာကြက်နေပေါ့နော်စာကြက်နေတဲ့အချိန်မှာဟုတ်တယ်ကိုမခိုင်းကိုကနေဟုတ်တယ်အဲ့ဒါအမှတ်တရပါပဲအဲ့ဒါဂျပန်ဘာသာစကားထည့်သုံးထားပါစာကြက်နေတဲ့အချိန်ငွေအကျွေးလို့ပြောရလားဟိုအကျွေးလို့ပြောကြတယ်နော်ဟုတ်တယ်ဘာညာငါစီမှာအကျွေးမပေးပဲနဲ့ဘာညာတောင်းဝယ်လိုက်1000နဲ့တောင်းဝယ်လိုက်အကျွေးမပေးလိုက်အဲ့လိုပုံစံမျိုးလို့အဲ့ဟာစာကြက်နေပြီဆိုတဲ့ဟာကိုအမှတ်တရဖြစ်စေရပေါ့နော်အရင်ကအဲ့မသိဘူးလေအဲ့စကလုံးတွေကဒါသိဖို့လဲကျွန်တော်မှအကြောင်းမဖန်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဟာလေးကိုနားထောင်တချင်းကိုနားထောင်နေတဲ့အချိန်မှာအဲ့စကလုံးပါလာလို့ရှိရင်ဟောငါအဲ့မှာစာကြက်နေရပဲဆိုတဲ့ခံစားမှုတော့ပြန်ရတယ်အမှတ်တရပဲကိုမခိုင်းကိုခံနေမိုက်တယ်အဲ့ဟိုမှာလဲတော်တော်မိုက်အဲ့ပလက်စလေးမြန်လေးမြန်ပေါ့တော်တော်မိုက်တယ်အဲ့ဟာအဲ့လေးမြန်ဆိုတဲ့ဟာလုံးဆောင်းအသစ်တယ်ကွာဒီလားတောက်လက်စလေးမြန်ဆိုတာရဆောင်းအသစ်တာလန်ထွက်နေသိရမှာလေးမြန်သိရပါမင်းအဲ့ကြောင့်မလို့ငါမင်းကန်းတဲ့ဝေါ်ကီကိုငါညင်းလိုက်တာလी yeah ဘာလဲလေးမြန်ဒီပါတွေကသိရမှာဟိုပါတီမှုပါသိရမှာကျွန်တော်တို့ဒီတောက်မထားမယ်ဆိုတော့အဲ့လိုနှစ်ချောင်းပူးပြီးတော့ကန်လက်ပြက်ကြီးထိုးချပြီးတော့သိရမှာအလင်းပြန်လိုကြီးလှုပ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဒါအမှတ်တရတွေပါပဲဒါငယ်ဘွားရဲ့ဘော်ဒါတွေနဲ့ဒါတောင်းညမ်းခဲ့တဲ့ဟာတွေဆိုတော့အဲ့လေးတွေကထင်ဟပ်သွားတာပါတကယ်စိတ်ထဲပြန်ပေါ်လာပြီးတော့အဲ့လိုဖြစ်သွားပါတီ people အဲ့ missing တွေပါတစ်ချက်ပြောပြပါဦး missing ဟုတ်တယ်ပါတီ people လည်းအဆင်ပြေပါတယ်ဒီကဟိုပါတီ people ပြီးမှစတူဒီတာကိုဆွဲတာဆိုတော့
ရှင်းစင်နောက်စင်ပါပဲဒါပေမဲ့ဟိုစရုပ်တီတာတော့ပိုကောင်းသွားတာပေါ့နော်အဲ့လိုမျိုးတော့ဖြစ်သွားတယ်အဲ့မှာ base ဝင်လာတာတော်တော်လှတယ်နော်အဲ့ကိုကမန်ဒါ base ပြန်ကင်လာတာလေအပြင်အဲ့လိုမျိုးဟုတ်တယ်ငါကာလာပြောင်းတာ base yeah base အီတွေအဲ့လိုမျိုးအပြင်ထုတ်လာအဲ့ကောင်တော်မင်းကဟိုအဓိကလည်းမဟုတ်ကအောင်ကိုပြန်ချက်ရတယ်ဆိုတော့အောင်ကိုကဒီဟိုငါတို့ဟိုဒီ modern music မှာတုံးတဲ့ 808 တွေအဲ့လိုမျိုး bass မတုံးချင်မဲ့ဒီကောင်အဲ့လို guitar bass ကိုတုံးနေတာကွာဟုတ်တယ် electric guitar bass ကိုတုံးနေတာတော့ငါလည်း electric guitar bass အတန်ကိုထည့်လိုက်တော့အဲ့လိုမျိုးနည်းနည်းလေးဟို group ဖြစ်တဲ့ဟာမျိုးလေးတုံးလိုက်တာပေါ့ဆိုတော့အဆင်ပြေပါက select ဖြစ်တဲ့ဟာမျိုးပေါ့ yeah အဲ့ first class တာနော် first class ဒါတော့ Evan တခုလုံးကတော့ကိုကကြောင်ရဲ့ Evan လို့တော့ပြောလို့ရတယ်ဒီကောင်ကြီးပဲစားတာတချင်တိုင်းဟာ first class လေဒီကောင်ပဲစားတာဘယ်ငါ့ကိုအဲ့လို fee တောင်လာထည့်ပြီးတာဒီလုံးတွေကလည်းဒီကောင်ဟာတွေကြီးပဲလေပြောဟာတွေပဲဟုတ်တယ်ဒီကောင်စိတ်ကြိုက်ကိုအဲ့လိုဖန်တီးရတဲ့ဟာတွေကြီးမှအဲ့လိုငါတို့ကဘေးနားလိုက်ပြီးတော့ဝင်းရတာပါဟုတ်တယ်ပြန်ပြီးတော့ဝင်းရပေးရဆိုတော့ဒီကောင် Evan လို့တော့ပြောလို့ရတယ်ဒီကောင် frame မှာကတော့ live ဝင်းရဒီကောင် frame မှာတော့ live ဝင်းရတော့ support မူကြီးကတော့ help ပါလေဟုတ်လေဘယ်လိုပဲဖြစ်ကျွန်တော်တယောက်တည်းဆိုလဲဒါမဖြစ်လာဘူးလေဒါကတော့ဒါအတီးကြပဲတည်ရမှာ first word ခုနပြောသလို first word တွေပဲကျွန်တော်တယောက်တည်းဆိုလဲအဲ့လိုမျိုးပဲဖြစ်လာမှာဆိုတော့ဒါကတော့အဲ့လိုတော့ပြောလို့မရဘူးဒါပေမဲ့ကျွန်တော်ကအဲ့လိုနည်းနည်းလာပြတတ်တာပေါ့နော်လာပြတတ်တဲ့ဟာလေးကကွာသွားတာပေါ့ဥမာဟာဒါလေးလှုပ်ချင်တယ်ဒါလေးတစ်ချက်လောက်ကူညီပေးပါအောင်ဆိုတဲ့မှုပေါ့နော်အဲ့ဒါအဲ့လိုပေါ့စိတ်ပေါင်းစိတ်တူကိုယ်တူဖြစ်သွားတာပေါ့ဗျာသိရမှာဟာဟုတ်တယ်ဒါလေးပိုက်တယ်ချအောင်ကျုံးမယ်ဆိုတော့မှုပါပဲဟိုလိုကျွန်တော်တခြားဘီလည်းပြတာပဲပေါ့နော်ပြဟာရောမင်းကြီးကပါကြီးလေဒါကြီးကဟိုစောက်တလွဲကြီးกว่าဆိုတော့ဟာကြီးလည်းရှိတာပဲဆိုအဲ့အရာလုံးတော့တော်တော်စားရသေးရမှာအစာပိုင်းတီးနေတဲ့ဟာကြီးတော့လာပြလိုက်လို့ရှိရင်အဆင်မပြေဘူးလေကိုနိုင်လည်းမကြိုက်ဘူးဒါပြတယ်ဆိုတာလေဟိုတစ်ချက်ဘာမှားနေတယ်ပေါ့နော်တစ်ခုလောက်အကြံလေးပေးပါလားဆိုတော့စိုက်နေပြတာပေါ့အဲ့လို first class ဆိုလည်းအဲ့လိုပဲကျွန်တော်ဒါသူ့ရဲ့ music ကို inspire ဖြစ်သွားလို့ဒါဖြစ်လာတဲ့အပုတ်ဗျာ music ကတော်တော်ဆွဲဆောင်တယ်ပေါ့နော် music ကတော်တော်မိုက်တယ်လို့ထင်တယ်အဲဒီ first class ရဲ့ beer ထားကြအဲ့အနေပဲအဲ့လိုအချစ်ချင်းလေးလောက်ကြမလားဆိုပြီးတော့အဲ့လိုအချစ်ချင်းလေးဖြစ်လာမိုက်တယ်ဆိုတာအဲ့ဟာကိုနားထောင်ပြီးတဲ့အချိန်မှာမင်းရဲ့ rap ကိုနားထောင်လိုက်တဲ့အချိန်မှာ lazy rap ဖြစ်နေရတဲ့ lazy rap ဖြစ်နေတာမင်းရဲ့အပိုက်မှာကျတော့မင်းက drum ပါတယ် drum ပါတော့မင်းအနေနဲ့ lazy verse ဖြစ်တာကအဆင်ပြေတယ်ဘာလို့လဲဆိုတော့ drum နဲ့ကအဲ့လိုသူ့အတူကြွသွားကွာအဲ့လိုမျိုးမင်းရဲ့ lazy verse နဲ့ lazy flow နဲ့ drum နဲ့ပေါအောင်ကြွဒါပေမဲ့ငါဝင်ရမယ် second verse မှာ drum မပါဘူးအဲ့တော့ငါ lazy verse သွားလုံးလိုက်ရင်ငါလုံးဝတလွဲကြီးဖြစ်သွားမှာဆိုတေးကြတယ်လို့ငါ lazy verse လုပ်လို့မရ drum မပါတော့မင်းက drum ခင်းရမှာအဲ့လိုဖြစ်လာဟုတ်တယ်အဲ့လိုမျိုးဆို drum button မျိုးထထဆိုမလားဒါမှမဟုတ်လို့ရှင်ဆက်ထားပါတော့အဲ့လိုမျိုးအဲ့လိုဆိုရတော့မှာကွာဆိုအဲ့လိုမဆိုလို့လည်းမရအောင်ဆိုတော့ငါအဲ့မှာ flow ကိုစဉ်းစားရပြီကွာတိတာတော်တော်လေးခေါင်းကိုက်ပါတယ်အဲ့တချင်းကိုရေးရတာလေဟိုစာသားတွေထည့်လိုက်တာကတော့ဟိုတနာရီ2နာရီပတ်ချာလေလောက်ပဲကြာမှထင်တယ်ငါအထင်တော့မပြောတော့ဘူးဒါပေမဲ့ flow စဉ်းစားရတာတော်တော်တိုင်ပတ်တယ်ကွာတိတာလို့ဟိုအဲ့လိုဖြစ်နေအောင်လို့စဉ်းစားရှေ့ကတယောက်နဲ့လုံးဝမတူအောင်လို့အဲ့လို flow ကိုဒုတိယမြောက်အနေနဲ့စဉ်းစားရတာကွာပြီးတော့ drum မပါတဲ့ဒီလုံးပေါ်မှာ flow ကို bounce ဖြစ်အောင်ဘယ်လိုရုပ်ကမလဲဆိုပြီးစဉ်းစားရတာတော်တော်ကောင်းကြိုက်တယ်အဲ့ဟာဒါမှထွက်လာတော့လည်းအဆင်ပြေသွားပါပဲအဆင်ပြေသွားတော်တော်ဒါကတော့ဒါ original instrument နဲ့ရှိပြီးသားပေါ့နော်တချင်းရှိပြီးသားတချင်းပေါ့နော်အဲ့တော့ကျွန်တော်ကဒီ remix ပြန်လုပ်တဲ့ပုံစံဆိုတော့ဟို original ချင်းကိုနားထောင်မှုရဲ့လူကလည်းဒါကျွန်တော်တို့ချင်းကိုကြိုက်ချင်မှလည်းကြိုက်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အဓိကပြောချင်တာတော့ကျွန်တော်တို့ကဒီ music ပေါ်မှာလိုက်ပြီးတော့စေးမျောလိုက်တယ်ဆိုတဲ့ဟာပဲဟိုတခြားဟာကြီးမဟုတ်ဒီ music လေးကိုသဘောကျတယ်ဟုတ်တယ်ဒီ music လေးကတော်တော်မိုက်တာပဲဆိုရယ်စိတ်နဲ့ဒါ remix ပြန်လုပ်တယ်ဆိုရယ်စိတ်ပဲရှိရပါကျွန်တော်အနေနဲ့ဆိုရင်တော့ဟာတော့ဒါရိုးသားသားပြောပြပါဟိုတခြားဟာမရှိတယ်အဲ့ဒါမှကျွန်တော်အချစ်ချင်းလေးလှုပ်ချင်တယ်ဆိုပြီးတော့ဖြစ်သွားတာအချစ်ချင်းဒီ तू ကလည်းအချစ်ချင်းလှုပ်ထားတယ်ကိုကလည်းအချစ်ချင်းလေးပဲဒီပေါ်မှာပြန်ပြီးတော့တင်လိုက်မယ်ဆိုပြောတာချစ်ချင်းပုံစံမျိုးဖြစ်သွားတော်တော်ကြိုက်တာ first ကတော့
ကြိုက်တယ် first ကိုရဲမှာ class သုံးထားတဲ့ sample ကိုပို့ပြီးတော့ကြိုက်တာပေါ့နော်ကိုရဲရဲ့ sample ကတော်တော်လေးကိုနားထောင်ရတာတော်တော်မျောစေရပေါ့နော်အဲ့ဒါလေးအဲ့လိုပဲအဲ့ဒီလုံးကြီးပဲနားထောင်လာတော်တော်ကြာတယ်တော်တော်ကြားလာတဲ့တခြင်းကိုနားထောင်စမိရအဲ့တခြင်းကိုစချင်းနားထောင်တခြင်းကြားလို့တခြင်းကိုစချင်းနားထောင်ဟာဒီလုံးကမိုက်လိုက်တာကွာဆိုပြီးတော့original instrument နဲ့သွားရှာပြီးတော့အဲ့ဒီလုံးကြီးနားထောင်တော့အဲ့မှာတော်တော်မိသွားပါတော့စိတ်ထဲမှာဟာတော်တော်မိုက်လိုက်တာပေါ့ဒီလုံးလေးကဒီ message လုံးချင်လိုက်တာဆိုပြီးတော့အဲ့လိုဖြစ်သွား first class တော့ bonus track ပေါ့နော် bonus track ဖြစ်သွားတော့စိတ်မကောင်းတာတခုကတော့အဲ့လို new ရန်ကုန်၄ယောက်စလုံးတချင်းထဲမှာထည့်ချင်တာ Evan ထဲမှာဒါပေမဲ့အဲ့ဒီတစ်ပုတ်ကတော့မပါလိုက်ဘူးပေါ့နော်ဆိုတော့နောက် Evan ကြရင်တော့ပြည့်နိုင်တော့ပါချင်တာပေါ့ပါချင်ပေါ့နော်၄ယောက်လုံးပါချင်တယ်ပေါ့နော်ဒီဘာလို့လဲဆို new ရန်ကုန် represent နေထွက်တဲ့ဒီ MC ၄ယောက်ပေါ့ဆိုတော့အဲ့ဟာအကုန်လုံးပါချင်တာပေါ့တချို့မျိုးတွေကပြီးပြီဆိုရင်မင်းစင်အောင်မဆွဲတာဟိုဘာသာတော့မဆွဲတာတဲ့ဘာသာလည်းတော့မင်းစင်လည်းဆွဲတာဟို fucking roy နဲ့ဟိုမင်းတို့ကဆိုနေတော့အမှဖိုင်မှာမရှိတော့တာရောက်အေးကျွတ်စင်အောင်ကိုမေးသေးတယ်ဟိုဗာလဲ file နေရှိသေးလားဆိုတော့ကျွန်တော် file နေမရှိ project 1 2 3 4နဲ့မှတ်တာဆို project 1 2 3ရမှတ်တာနာမည်လည်းမပေးထားဘူးဆိုအဲ့မှာအဲ့ဒါတော်တော်အားနည်းချက်ဖြစ်သွားအဒီကအဲ့ဒါအားနည်းချက်ပေါ့အဲ့လိုမျိုးပြန်ရှာတဲ့အချိန်မှာခက်တာပေါ့ဗျာဒါရောအဲ့လိုမျိုးဖြစ်သွားနောက်ပိုင်းနေတော့တစ်ချက်ပြန်ပြီးတော့အဲ့လိုမလုပ်ဖို့တကယ်သာရပါအေးပေါ့အခုနောက်ဆုံးဒီ short out base short out လောက်ရပါတော့ဒါကျွန်တော်တို့ရဲ့2အောင်เนาะဒါကျွန်တော်တို့ဟုတ်တယ်2နောက်ဆုံး base short out လောက်ရမှာမိတ်တွေတော့ဒါ finish တွင်ဟိန်းထက်နဲ့ဒါကျွန်တော်တို့ Destin မင်းရဖြစ်ပါတယ်ဟုတ်တယ် AKA IER ဒါကျွန်တော်ရဲ့ကျွန်တော်ရဲ့ဒါဆရာတွေဒါကျွန်တော်ရဲ့ဘယ်လိုပြောရမလဲအကိုကြီးတွေပေါ့နော်ဒါတကယ်တော်တော်လေးမျောလာခဲ့တဲ့ဒါလူရင်းတွေပေါ့ဒါဒီအကုန်လုံးကလည်းလူရင်းတွေပါပဲဒီ Evan ဟုတ်တယ်ပတ်သက်တဲ့လူတွေအကုန်လုံးကလူရင်းတွေပဲအနည်းဆုံးသိတာ9နှစ်အထက်တွေပဲအကုန်လုံးကဟုတ်တယ်အောက်ဆို10နှစ်တောင်ကျော်နေပြီဟုတ်ပါကျွတ်စင်အဲ့ဆိုရင်အများနဲ့ဆိုဘယ်နှစ်တောင်ရှိနေမလဲဒါအကြောင်းနေပဲဒီဆိုအေးရောက်တကြားလာနေအဲ့ပြောဒါသူတို့ဘာနေရတော့ vanish နဲ့ရတော့ကြာဟိုက10နှစ်ကျော်သွားပြီ vanish နဲ့vanish နဲ့ဒါ short out လုပ်တယ်ဒါတူဖြစ်ပါတယ် shout out to my homie shout out to my bro နှစ်ခုဆွဲပြီးထားတယ်ဒီတင်ပါရဲ့ကျွန်တော်တို့ logo ရော Evan ad ရောကြီးများရဲ့ကြာနော်ကြီးများရဲ့ကြာတကယ်တေချာ queue site လုပ်ပေးတာဒါကျွန်တော်တို့တော့ဒါကိုယ့်ရဲ့အားပေးတယ်ဆိုတော့သိရမလားဟိုခံစားချက်လေးရတယ်ဒါကျွန်တော်တို့အခုလိုလုပ်ပေးတော့ဒါကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဒါဒူးဖြစ်ပါတယ် DUDE တို့အဲ့မှာ ad တွေလည်းသွားပြီးတော့အဲ့လိုရတယ်လို့နောက်ဒီ visualizer တွေနဲ့ပတ်သက်တာတွေလည်းအဲ့လိုရတယ်ပေါ့နော်သူတို့စီမှာတော့အဆုံးရှိပါတယ်လို့ဒီ digital marketing နဲ့ပတ်သက်ပြီးတော့ပဲလုပ်မလား music video အတွက်ပဲလုပ်မလားlyric video တွေပဲလုပ်မလားသူတို့စီမှာအကုန်လုံးအဲ့လိုရတယ်ပေါ့နော်ဆိုတော့ဒီကသူတို့နဲ့တွေ့ပြီးတော့လဲကျွန်တော်ကဒီလိုမျိုးဖြစ်လာတယ်လို့လဲဒါပြောလို့ရပါဘောနော်ဒါအစားကျွန်တော်ကိုယ်တိုင်ကလည်းဒီထဲမှာတစ်စိတ်တစ်ပိုင်းပါဝင်နေရဆိုတော့ဒီဒူးနဲ့ run နဲ့အဲ့လိုမျိုးအသိပညာတွေတိုးလာတာတွေအဲ့လိုမျိုးဒီ rap အပိုင်းမှာလည်းပါတာပေါ့နော် rap အပိုင်းမှာလည်းဒါလိုပြောင်းလဲသွားတဲ့ဟာတွေရှိတာပေါ့စိတ်နေစိတ်ဓာတ်ပိုင်းလည်းရှိအကုန်ရှိတာပေါ့နော်ဒါအစား rap နဲ့ပတ်သက်လာရင်အဲ့လို aggressive ဖြစ်တဲ့ move ကနေပြီးတော့ဒီဒူးရောက်လာပြီးတော့အဲ့လိုမျိုးပြောင်းလဲသွားတဲ့ဟာလေးတွေရှိရဲတချင်းအစ်တွေမြင်ရတယ်အဲ့လိုမျိုးကြားရတာအဲ့အချိန်မှာဒါကိုကမန်နဲ့ကျွန်တော်စတွေ့ရပါတော့ကိုကမန်ကျွန်တော်နဲ့လာမျောတဲ့နေ့ကစကားအများကြီးပြောပြင်းနေမှာဒါကြာပြီပေါ့2018လောက်ဖြစ်မှတယ်မဟုတ်ရင်2019လောက်ဖြစ်မှာတော်တော်ကြာပြီဒါကိုကမန်ရောက်လာပြီးတော့ဒူးမှာစကားကြီးပြောရဲကျွန်တော်တချင်းအစ်တွေနားထောင်ကြတယ်ဆိုတော့ဒီ
ဒီဒုကအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ပါဝင်နေတာပေါ့ဒါကတော့ဒါ big shot out လုပ်ပါတယ်ဒါအားလုံးဒုကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ try to release ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒါကျွန်တော်တို့ပထမဆုံးခြေလှမ်းဖြစ်ပါတယ် ဒီ podcast လေးကိုနားထောင်နေတယ်ဆိုရင်တော့ဖြင့် YouTube မှာတွားရောက်ပြီးတော့နားတော်တာဆင်လို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်